အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့မင်းမြတ်စိုးဖြစ်ပါတယ်လက်ရှိနယူးယောက်မန္တလေးကုမ္ပဏီမှာတာဝန်ထမ်းဆောင်နေတဲ့အရောင်းဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိပေါ့နော်ပြုံးလင်း area မှာကျွန်တော်ဒီနယူးယောက်လေယာစာ93ကျွေးနေတဲ့ channel ကိုကျွန်တော်တစ်ချက်ပေါ့နော်တွားကြည့်မှာဖြစ်ပါတယ်အခုဒီ channel ဆိုရင်ကျွန်တော်ဒီလက်ရှိစက်ကောင်ကြီးကကျွန်တော်9900နဲ့မှ48ကောင်ရှိတယ်ပေါ့နော်ကျက်ရဲ့အသက်ကတော့ကျွန်တော်ဒီ56ပတ်ပေါ့တရက်အစားစားတော့အနေနဲ့ကတော့ကျွန်တော်ဒီတရက်ကို20တိုင်ပုံလေပေါ့နော်50 kg ပေါ့ကျက်ဥရာခိုင်နှုန်းအနေနဲ့ကတော့ကျွန်တော်ဒီရှာ99ရာခိုင်နှုန်းထိကျွန်တော်အမြင့်ဆုံးရောက်ခဲ့တယ်ပေါ့နော်လက်ရှိတော့ကျွန်တော်ဒီ95ရာခိုင်နှုန်းမှာနေနေတယ်ပေါ့နော်ကျက်ဥဝိတ်ပြင်းရအနေနဲ့တော့ကျွန်တော်ဒီလက်ရှိကတော့1750အထိရောက်နေပါပြီဗျကျွန်တော်အနေနဲ့ဒီ chain ရဲ့ဒေတာလုံးဆောင်ချက်လေးကိုရှင်းပြပေးသွားဖြစ်ပါတယ်မနက်နေ့ခွဲဆိုရင်ကျွန်တော်တို့channel ရီးစားခွင့်ပေါ့နော်9နိုင်ထိုးရင်ကျွန်တော်ဒီကျက်စာစားထည့်ပြီပေါ့ခင်း10နိုင်မှာဆိုရင်ကျွန်တော်ကျက်ဥစားတော့ပြီပေါ့နော်နေ့လယ်7နှစ်ဆိုရင်ကျွန်တော်ကျက်တီအတွက်နေ့လယ်စာအစာထပ်ကျွေးတယ်ပေါ့နော်ညနေ3နိုင်ဆိုရင်ကျွန်တော်ဒီညနေပိုင်းကုန်သွားတဲ့နေရာတွေမှာအစာပြန်လိုက်တယ်ညနေခင်း4နိုင်ရောက်တဲ့အချိန်မှာကျွန်တော်ဒီကြံနေတဲ့ကျက်ဥတွေပေါ့နော်ကျွန်တော်သိမ်းတယ်ည8နိုင်ခွဲမှာဆိုရင်ကျွန်တော်တို့ချက်ချံပြီးပိတ်တယ်ပေါ့နော်ပြီးကြရင်ကျွန်တော်ဒီနေ့တင်ကျက်ဥရရှိမှုမှတ်တမ်းပေါ့နော်အစာအလုံးကြီးကျွေးတဲ့မှတ်တမ်းတွေကိုကျွန်တော်တို့အစင်းပြန်ချုပ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ channel ဆိုရင်ပေါ့နော်လက်ရှိကျွန်တော်ဒီကြက်ကျမ်းမာရေးဆရာဝန်တွေရဲ့ပြပြချက်ရပါတော့ကျမ်းမာရေးကတော့ဒါကောင်းမွန်နေထားမှာရှိတယ်အခုလက်ရှိကျွန်တော်ဒီကျက်ဥရဲ့ကာလာပေါ့နော်ကျက်ဥရဲ့အရည်အသွေးရဆိုရင်လည်းဒါကျွန်တော်တို့အကောင်းဆုံးလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော် market ထဲမှာပေါ့နော်ကျွန်တော်ကဆိုရင်တော့ပေါ့နော်လက်ရှိကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့အစာသုံးနေတဲ့ channel ပေါ့နော်ရေတန်းရှင်းမှုရရှိမှုကောင်းမကောင်းပေါ့နော်ပြီးကြရင်နေ့စဉ်အစာစားနှုန်းမှီငုံပြီးပေါ့နော်ပြီးတော့အစာရည်သေးကောင်းမကောင်းအများနဲ့လာကြည့်ပေးဖြစ်တယ်ပေါ့နော်ဒီလွှတ်ဆောင်မှုပေါ့နော်တချီတွေအရင်ဆိုတဲ့နေရာမှာကျွန်တော်ဒီလွှတ်ဆောင်မှုဖြူပေးတယ်လွှတ်ဆောင်မှုဖြူပေးတဲ့အတွက်ပေါ့နော်ကျွန်တော်ဘာကျိုးကျေးဇူးတွေရလဲဆိုရင်ကျွန်တော်ဒီလက်ထွက်တက်တာတွေပေါ့နော်ပြီးတော့ဆူဆူမှုတက်တာစီတယ်ချက်တွေအတွက်ပေါ့ခြံအောက်ကနေအပေါ်အနက်နေထွက်တဲ့အချိန်မှာချက်တွေအတွက်ပြင်ပအနက်သက်တွေအတွက်ကျွန်တော်ဒီလွှတ်ဆောင်မှုကကောက်ဝယ်ပေးတယ်အရန်ထောက်ကူပေးတယ်ပေါ့နော်လွှတ်ဆောင်မှုချက်ချီတွေမှာကျွန်တော်ဖြူချင်းအဖြစ်ပေါ့နော်ကျွန်တော်တို့အနေနဲ့မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့လိုအပ်ချက်ရှိသမျှကိုလည်းကျွန်တော်တက်နိုင်သမျှပေါ့နော်ချိတ်ဆက်ပြီးတော့အကူအညီဆောင်ရွက်ပေးနေတယ်ပေါ့နော်